Disney Watch Whitening Cream ကိုရွှေစင်ဘာဖြစ်လို့ကြိုက်တာလဲလို့မေးလာတဲ့မေးခွန်းပုံမှာဖြေပေးရမယ်ဆိုရင် Disney Watch Whitening Cream က Day Cream, Night Cream ဆိုပြီးတော့မှခွဲခြားလိမ့်စရာမလိုဘူး Day ရော Night ရောနေ့ရောညရောကြိုက်တဲ့အချိန်တိုင်းလိမ့်ကျင်တဲ့အချိန်တိုင်းပါဝတ်တင်ပြီးလိမ့်လိုက်လို့ရတယ်မိတ်ကသားမပါတဲ့ cream လေးဖြစ်ပြီးဆိုပေမဲ့လို့လိမ့်လိုက်တာနဲ့မျက်နှာအသားကိုတဆင့်ပို့ပြီးတော့ဖြူပွေးသွားစေနိုင်တယ်သူစီမှာ moisturizer ပါဝင်တာဖြစ်တဲ့ကြောင့်မို့လို့မျက်နှာအသားရဲ့အဆူဓာတ်ရည်ဓာတ်ကိုလည်းထိန်းညှိပေးတယ်နောက်တစ်ခုရှိသေးတာကကြတော့သူ့ကိုလိမ့်လိုက်တယ်ဆိုလို့ရှိရင်မျက်နှာကလေးကအချိန်ကြာလာတာနဲ့အမျှဆူဝင်းဝင်း glow skin လေးကိုရစေနိုင်တယ်။တနေ့ကိုဖူးဖူးဥကလေးနဲ့လက်ပါစီနိုင်တယ်။ဒါကြောင့်မို့လို့ဒီ Disney Watch Whitening Cream လေးကိုကြိုက်ရတာပေါ့နော်။သူ့စီမှာပါဝင်တဲ့ cream သားလေးကဘာနဲ့ထုတ်ထားတာလဲဆိုတဲ့ခါကျတော့ Snail mucus နဲ့ထုတ်လုပ်ထားတာဖြစ်ပြီးတော့ဒီထဲမှာ vitamin collagen mineral antioxidant နော်မျက်နှာသားရည်တလူအပ်တဲ့အာဟာရဓာတ်တွေအဆိုဓာတ်တွေနော်အပြည့်အဝဖြစ်စီပေးထားတာဖြစ်တဲ့ကြောင့်မို့လို့သူ့ကိုလိမ့်ချင်းအပြင်မျက်နှာသားရည်ကအရေးချောင်းနေကင်းပြီးတော့နှုတ်ပြတင်းစေနိုင်တယ်မျက်နှာသားရည်ပေါ်ကမကောင်းတဲ့စိတ်တွေအညစ်အကြေးတွေအမဲဆက်တွေအကုန်လုံးကိုတတ်တာပြောက်ကင်းစေနိုင်တယ်ဒါကြောင့်မို့လို့ Snail Watch Whitening Cream လေးကိုဆွဲလင်းတဲ့သူတွေကတင်းတိတ်ပြောက်တယ်အမဲဆက်ပြောက်တယ်ဆိုတင်းတိတ်ပြောက်စေးဆိုပြီးတော့မှနာမည်ကြီးနေရခြင်းလည်းဖြစ်တယ်ဘူးကြီးပဲရှိတာလားလို့မေးနေတဲ့သူတွေအတွက်မသိသေးတဲ့သူတွေပြောမှဆိုလို့ရှိရင်ဒီလို5 gram 10ရက်စာအထုပ်ကလေးလေးလာတယ်ဒီအထုပ်ကလေးတစ်ထုပ်ပေါ်မှာမြန်မာငွေက6000တက်တဲ့10ရက်စာအထုပ်ကလေးဖြစ်တယ်ဒီဘူးလေးဆိုလို့ရှိရင်လေးလားစိတ်ကြိုက်လင်းလို့ရတဲ့ဘူးလေးဖြစ်ပြီးတော့မှတဘူးကိုမြန်မာငွေ9000ကျပ်ဖြစ်တယ်မျက်နှာအသားကြီးကငကိုမူလထက်ပို့ပြီးတော့မှအရွယ်တင်လေးပြိုချင်တဲ့သူတိုင်းဖွေးဦးမှုပြိုချင်တဲ့သူတိုင်းအရေးချောင်းလေးကင်းပြီးတော့မှ glow skin လေးရချင်တဲ့သူတိုင်းတင်းတိတ်ပြောက်ချင်တဲ့သူတိုင်းကတော့ဒီ Snail Watch Whitening Cream လေးကိုဆွဆွမြင်းမြင်းလင်းကြတာပေါ့နော်ရွှေစင်ကလည်းဒီအကြောင်းအရာတွေကြောင့်မို့လို့ Snail Watch Whitening Cream လေးကိုအရန်ကြိုက်ပြီးတော့မှနေ့တိုင်းမလင်းရမနေနိုင်ဖြစ်နေတာပါရှင်